အနှုတ်ဇလန်းတဲ့နေရာအဲရဲ့စက္ကန့်သူဖြစ်ပြိသက်တွေကြားထဲမှာနာမည်ကြီးလို့အငင်းပွားစရာကောင်းတဲ့ဇက်ကောင်တစ်ယောက်လည်းဖြစ်ပါတယ်ဒီဗီဒီယိုလေးထဲမှာတော့သူ့အကြောင်းသိထားတဲ့အချက်လေးအနည်းငယ်ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်သူ့ရဲ့နာမည်ရင်းက Nate River ဖြစ်ပြီးအရက်က155 စင်တီမီတာပဲရှိတာမို့လို့အရန်အရက်ပူပါတယ်သူက Whammy House မှာပဲကြီးပြင်းခဲ့တာဖြစ်ပြီးအဲရဲ့စက္ကန့်သူတွေထဲမှာနံပါတ်1ဖြစ်ပါတယ်မယ်လိုကတော့နံပါတ်2ပေါ့သူ့ရဲ့ထူးခြားတဲ့အကျဉ်းစရိုက်တွေကိုပြောပါဆိုရင်ပထမဆုံးအနေနဲ့ကတော့ခန်းစားချက်မရှိတဲ့ဆက်ရုပ်တစ်ယောက်လိုပါပဲ LD ဆုံးသွားတာကိုတီးလိုက်ရတဲ့အချိန်မှာနီယာရဲ့တုံ့ပြန်မှုကဟုတ်ပြီဆိုတာပါပဲ။ तू ကဝမ်းနေတာဒေါသထွက်တာမျိုးမရှိဘဲနဲ့ဖြစ်ရဲ့အမှန်နဲ့လက်တွေ့ကျတဲ့အရာတွေကိုပဲအာရုံစိုက်တတ်တဲ့လူမျိုးပါ။အဲ့ဒီလိုအိပ်စက်မှုပါပဲလက်ရဲ့စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေကိုနီယာခံနိုင်ရင်ရှိနေတာပါ။ဒုတိယအချက်အနေနဲ့ဆိုရင်နီယာအယုတ်တွေစော့အနေနဲ့ပဲအလုပ်ရှုပ်နေတတ်ပါတယ်။ဒါက तू အပျော်စော့တာမဟုတ်ပါဘူး။ तू က तू လိုက်နေတဲ့အမှုကိုအယုတ်တွေနဲ့ပုံဖော်ပြီးဖြစ်နိုင်ခြေတွေကိုကြိုတင်တွက်ချက်တဲ့သဘောပါ။နောက်ဆုံးအချက်အနေနဲ့ဆိုရင်ကတော့နီယာဟာ L ထက်ပိုပြီးပြတ်သားတဲ့သူပါ။ဘာလို့ဒီလိုပြောရလဲဆိုတော့ L က like ကိုတငယ်ချင်းလိုမျိုးတန်ရုံးစင်အနှဲငယ်ရှိခဲ့ပေမဲ့နီယာကတော့ like ကိုဇာတိတပြတ်ပြားနေတဲ့လူသက်သမားတရားလိုပဲမြင်ပါတယ်။ तू က like ကိုလုံးဝအလေးမထားလို့အထင်လည်းမကြီးပါဘူး။အဲ့ဒီအချက်ကပဲလိုက်ရဲ့မာနကိုအကြီးကျယ်ထိခိုက်စေခဲ့တာပါ။ Fan fact အနေနဲ့ကတော့နီယာကိုဖန်တီးတဲ့အခါမှာဇက်ကောင်ဖန်တီးသူတွေရဲ့ရည်ရွယ်ချက်ကနီယာကိုအပြစ်ကင်းစင်တဲ့ပုံစံနဲ့အမှန်တရားကိုဖော်ထုတ်မဲ့သူဆိုပြီးရည်ရွယ်ခဲ့တာပါ။ဒါကြောင့်သူ့ကိုသပင်ဖြူဖြူအဝတ်ဖြူဖြူတွေနဲ့ပုံဖော်ခဲ့တာပဲဖြစ်ပါတယ်။ဆိုတော့ brother အနေနဲ့ရောနီယာကိုဘယ်လိုမြင်လဲ။တခြားဘရိုးတည်ထားတဲ့နီယာရဲ့အကြောင်းတွေရှိရင်လည်း comment ထဲမှာဆွေးနွေးသွားခဲ့လို့ရပါတယ်။ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။